ကိုမကြီး ဘာဖြစ်လို့လဲမေကျမလည်းကောင်းမှုနေမကောင်းဖြစ်ချင်တယ်လို့အဲ့ဒါစိတ်ကလေးလာပို့ပါလား မမေစိတ်ကန်းကမလိုအပ်ရင်မသွားပါနဲ့လားစိတ်လေးခဏတော့ပြီးနားနေလိုက်ပြီးရင်တက်သွားလိုက်မယ် တော်ပါကျမသိလာပြီ ဘာသိရလဲ ရှင့်မနောက်တစ်ယောက်ရှိနေလို့ကျမတို့ဒီလိုဥပိ္ပခစကားမျိုးရှင်ပြောနိုင်တာပေါ့ အာဘယ်ကနောက်ပြရလဲကွာမမေ မရှိနေဘူးဆိုလို့ရှိရင်ကျမနေမကောင်းဖြစ်နေတာခုချက်ချင်းစိတ်ကလိုက်ပို့ပေးရမှာပေါ့ သက်ဆန်ကောင်းမှာဆိုလို့ပါကွာ အော်ရှင်ကနောက်တစ်ယောက်ရှိနေတယ်ပြီပတ်စံကိုပါပို့ပြီးတော့ချစ်နေတာပေါ့လေ အေးလာသွားရအောင်လားစိတ်ကန်းသွားမလား မသွားတော့ အဲ့ဒါဘာပြရပြန်ရလဲ ကျမနေကောင်းလာပြီ ဖြစ်ချင်းကြီးနော် ဟုတ်တယ်ကျမကလေတတိတလေးရှင့်ကိုမရင်ရလို့ရှင်စားမွေးအဲ့မပြောဘူးအဲ့ဒါကြောင့်မို့လို့ဒါပဲ